လုံးမင်္ဂလာပါဒီနေ့ကတော့ငါးခေါင်းနဲ့ရှောက်ရွက်လေးနဲ့ငရုတ်ကောင်းဟင်းချူလေးချက်မှာဖြစ်ပါတယ်ရင်းနှီးဆူလာတဲ့အခါမှာဆိုလို့ရှိရင်စပယ်လင်လေးထည့်ချပါမယ်ပါဝင်တဲ့ပစ္စည်းလေးရဒီမှာပါဂျင်းရယ်ကြက်သွန်ဖြူလေးရယ်ရှောက်ရွက်ရယ်ငါးခေါင်းလေးရဖြစ်ပါတယ်စပယ်လင်လေးဆူလာပြီဆိုရင်ဒီမှာတော့ဂျင်းကတော့ညှစ်ထည့်လိုက်တယ်ပေါ့နော်ထောင်းလာပြီးသားအရေးလေးငါးခေါင်းနဲ့ထည့်ဒီနေ့လေးဆူလာကြက်သွန်ဖြူလေးထည့်ချပါမယ်နော်ဂျင်းကအတုံးလိုက်ထည့်လိုက်ရတယ်ဂျင်းရည်လေးညှစ်ထားတာလေးထည့်ချပါမယ်မိုးလေးနည်းနည်းထည့်ပါမယ်စားလေးနည်းနည်းထည့်ပါမယ်ဒီကောင်မလေးနည်းနည်းထည့်ပါတယ်ဒီဆူလာတဲ့အခါမှာဒီမျိုးအမြုပ်လေးပေါ်လာရှင်ခတ်ထုတ်ပါလားအသားမုတ်လေးနည်းနည်းထည့်ပါမယ်ကဲရေကောင်းဟင်းချိုလေးကဆူလာပြီဆိုလို့ရှိရင်ရတာရလည်းအားလုံးရပါပြီရှောက်ရွက်လေးထည့်ချပါမယ်စားလို့ကောင်းတယ်ရှောက်ရွက်ငါးခေါင်းရေကောင်းဟင်းချိုလေးရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်